ကိုကအားကစားတွေပဲလုပ်နေပြီး gym တွေသွား workout တွေပဲလုပ် like healthy diet တွေ healthy food တွေပဲစားနေုံတစ်ခုတည်းနဲ့လည်း it's also important that you take care of your mental health too တကယ်တော့လေ mentally healthy ဖြစ်အောင်နေတာက it's even probably more important than being healthy physically ဒါလည်း it's a way to show that you love yourself like mental detox လုပ်တာမျိုး journaling လုပ်တာမျိုးကိုတပတ်တလ self reflect လုပ်တာမျိုးပေါ့နော်ကိုစိတ်အနှောက်အယှက်ဖြစ်နေတဲ့အခါကြလို့ရှင် mental detox လုပ်တာမျိုးလေးတွေပေါ့နော်ဒီ journaling ကကြောက်လဲလေဘာအတွက်အရန်အားကောင်းလဲဆိုတော့ကို self reflect လုပ်တတ်သွားတယ်ပေါ့နော်ဆိုတော့လူတွေကတဘာဝအဖြစ်ကတော့ situation တစ်ခုလေးကိုကြုံလာရတဲ့အချိန်စိတ်အနှောက်အယှက်ဖြစ်သွားတဲ့အချိန်တွေကြောက်လို့ရှင်ရင်ကို like မတိဘဲနဲ့ပြောဆိုလိုက်မိတဲ့အရာလေးတွေကဘာမားနေလဲဘလို့ဖြစ်တင်တယ်လဲဘလို့ပြောမိတယ်လဲကိုဘာလို့ဒီလိုမျိုးလေးတွေ react လုပ်တာလဲအဲ့ဒါဆိုနောက်ခေါက်ကြရင်ငါဘာကိုသတိထားဖို့လို့လဲအဲ့လိုမျိုးလေးတွေပေါ့နော်ကိုဘယ်နာလေးတွေအားနေလဲဘယ်နာလေးတွေအားတာနေလဲကိုရဲ့စိတ်အခြေအနေလေးတွေကိုအမြဲတမ်း check in လေးတွေလုပ်ပေးတာကလည်းကိုရဲ့စိတ်ကျန်းမာရေးကို take care လုပ်တာနဲ့အတူတူပဲကိုရဲ့စိတ်ကျန်းမာရေးကိုစောင့်ရှောက်တာနဲ့အတူတူပဲကိုရောစိတ်ရောကျန်းမာပြီးတော့ကိုဟာနဲ့ကိုလည်းလပနေတဲ့ခါကြလို့ရှင်ရင် you're gonna feel so good about yourself and it's gonna show up in the form of confidence and the confidence အရင်ရှိပြီးယုံကြည်မှုရှိသွားတဲ့အချိန်ကျရင်သူများကိုလာပြီးတော့မှစော့ကားတာမျိုးဘာမျိုးဆိုလို့ရှိရင်လေ it's gonna be so easy for you to walk away from a toxic situation from toxic people just trust me